အားကြောင့်သဒနာပါအောင်စော်ကားတာကြာပေါ့နော်ဖုန်းကြီးတစ်ပါးဖြစ်ပြီးတော့ဒီတော့တာမန်မိန်းကလေးတူနဲ့ကင်စင်ဆွဲတယ်ဆိုတာဒါမှဖြတ်တက်တဲ့အရာတစ်ခုပေါ့နော်ဒါတင်ကန်းလည်းစော်ကားတယ်လို့တဒနာစော်ကားတယ်ပြီးတော့ဒီလူတည်မလားလူတွေလည်းကိုယူတည်တဲ့လူတွေကစော်ကားတယ်လို့ပြောရမယ်ဒါမလို့တဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ကင်စင်ဆွဲတယ်ဆိုတာဒါမှပြောင်းလေပြောင်းစားနော်ပြောင်းလေပြောင်းစားသူတို့မလုပ်ပါဘူးဆိုတော့ဒီ CCTV မှတ်တမ်းရတွေ့တာတော့မှသူတို့မလုပ်ပါဘူးဆိုတော့ညင်းတယ်အမျိုးမုန်းတယ်လူတွေရော်တယ်သူကဘလို့ဖြစ်သွားလဲဆိုတော့ဆွမ်းမစားဘနဲ့ပေါ့နော်သူတို့တနည်းအားဖြင့်ကျူမွေးတယ်ပေါ့ကင်စင်ဆွဲတာပေါ့ကွာသုံးဆွဲသွားတဲ့ဘုံကြီးပေါ့နော်ဖြစ်เสียကြတော့ဒီနေ့18ရက်နေ့ပဲเนาะဆွဲလှူတဲ့တကာမတွေကနေပြီးတော့ပါချံမြို့ကနေတော့သူတို့နေထိုင်ရပေါ့နော်ဆူလက်မြို့စီတို့လာတာဖြစ်သွားတာဆူလက်မြို့ပါဘိုးကြီးကကြတော့နေ့လယ်ဆွမ်းသုံးဖို့ဖိတ်ခေါ်ခဲ့ကွာဘိုးကြီးဖိတ်တဲ့အိမ်ကိုရောက်ပြီးတော့ခုံပေါ်ပါပဲနေ့လယ်ဆွမ်းသူကသုံးဆွဲခဲ့မနက်7:15မိနစ်မှာတကာမတယောက်ကအိတ်ထဲဝင်လာပြီးတော့မျက်လုံးကိုဘယ်ဘက်ကိုကြည့်လိုက်တယ်ညာဘက်ကိုကြည့်လိုက်ပြီးတော့အမျိုးလုံနေပေါ့နော်ဘိုးကြီးစီကိုခြေပြားထောက်ပြီးတော့မြောက်ကျောင်းနဲ့ရှောက်လာတယ်ဗျာဖာတမနေပြီးတော့ပေါ့နော်ပြီးတော့ဒီတကာမနဲ့ဘိုးကြီးတို့ကလောကကြီးကိုမေ့သွားပြီးတော့ကျူမွေးတွေလုံနေကြပေါ့နော်ဒါမဖြစ်တဲ့အရာပေါ့နော်ဒီ case ကိုပေးပြီးတော့အခန်းပြီးတော့တကာမအခန်းတစ်ခုထဲကိုထားသွားပြီးတော့ဘုံကြီးကနေပြီးတော့အနောက်ကနေထားလိုက်လာပေါ့နော်အခန်းမှာပဲပြီးသွားတယ်ပေါ့နော်ဒါပေမဲ့တကားမရဲ့ညက်သွားတဲ့အခန်းကဘယ်ကြီးညာကြီးလူတိမှာဆိုလို့သူကဝင်လာတာကွာအပေါ်မှာ CCTV ရှိနေတာကိုတော့သူကမေ့သွားပေါ့ကွာဒါပေမဲ့ဒီဗီဒီယိုဖိုင်တော့တွေ့ပြီးတော့စွမ်းစားပိတ်တဲ့တကားတွေကနေပြီးတော့ဒေါ်တာထွင်နေပေါ့နော်ဒါဘိုးကြီးကပါအစွမ်းစားမရှိတော့ဘူးပေါ့နော်အစွမ်းတွေချိုးဖောက်လိုက်ပြီလို့ပြောနေကြဘိုးကြီးဆွာထက်တဲ့ဘုံကြီးကနေတော့ကျုံဝေးတာအရန်ကြိုက်တဲ့ပုံပဲပေါ့နော်ဘယ်သူမှမသိပဲနဲ့ CCTV ကိုလိမ်လို့မရဘူးပေါ့နော်တကယ်လို့ဒီမှာလည်းလိမ်လို့တော့ဖြစ်နေဒါကမလုပ်တဲ့အရာတစ်ခုလေးဖြစ်တယ်ဘုံကြီးတယောက်အနေနဲ့ဒါဖြစ်တဲ့အရာပေါ့နော်ဒီပြောရမယ်ဆိုတော့ကျောင်းထိုင်လာမသိဘူးပေါ့နော်ဒီကဘယ်ကျောင်းဆိုတော့မှဟောပြထားပေါ့နော်သူကကျတော့ဒီနေရာပဲသူကပြောပြထားတယ်ကွာအဲ့ဆိုဒါမလုပ်တဲ့ကွာတင်ကန်းကိုဟောဖြစ်တယ်ဒါငရဲအိုးချိုးကတ်မဲ့ဘုံကြီးနည်းနည်းပိတ်ဆက်ရမှာဒီလားโอเคဒီလောက်